မိသားစုလေးတစ်ခုစတင်တည်ထောင်ပြီလို့ဆိုတဲ့အခါနှစ်ဦးလက်တွဲကြတယ်ကျင်ပေါ်ကျင်ဘက်နှစ်ဦးလက်တွဲကြတဲ့အခါဆက်ဆံရတဲ့အခါမှာဘယ်ပုံပဲနည်းဆက်ဆံရမလဲလို့မြတ်စွာဘုရားရဲ့တဏှိဝါဒသုတ်တံအရာကြည့်မယ်ဆိုလို့ရှိရင်ဆက်ဆံရေးမှာအပြန်အလှန်ဒီစိတ်နေသဘောထားအမှန်တမ်းအရေးကြီးတာပြန်လန်စိတ်နေသဘောထားအရေးကြီးအဲ့ဒီပြန်လန်စိတ်နေသဘောထားကိုဒေသနာတော်မှာထုတ်လုပ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ပြန်လန်ဆက်ဆံတဲ့အခါမှာဘယ်လိုစိတ်နေသဘောထားရှိရမလဲလို့ဆိုလို့ရှိရင်နံပါတ်1ကနှစ်ဦးနှစ်ဝနေထိုင်ရတဲ့အခါမှာအပြောခံရမယ်နော်ပြောတာကိုလက်ခံရမယ်လို့ဆိုလို့နော်ဒီသားစုတဦးနဲ့တဦးနေတဲ့အခါမှာနှလုံးသွင်းရမှာငါ့ကိုပြောစရာရှိရင်ပြောပါစေပွင့်ပွင့်လင်းလင်းငါ့ကိုပြောစရာရှိလို့ရှိရင်ပွင့်ပွင့်လင်းလင်းပြောပါစေငါကလည်းပဲသူ့ကိုပြောစရာရှိရင်ပွင့်ပွင့်လင်းလင်းပြောမယ်ငါပြောတဲ့အခါလဲသူ့ကျိုးစီးပွားကိုလိုလားတဲ့စိတ်နဲ့မေတ္တာစိတ်နဲ့ပဲပြောမယ်မုန်းတီးတဲ့စိတ်အကျိုးမဲ့ဖြစ်စေတဲ့စိတ်နဲ့ငါမပြောဘူးသူကပြောရင်လည်းပဲဒီဟာမျိုးပဲဖြစ်မယ်ပြောလာလို့ရှိရင်လည်းပဲပြောပါကောင်းပါတယ်လို့လက်ခံကြိုးဆိုမယ်တဲ့သူစိတ်ညစ်အောင်မလုပ်ဘူးအပြောမခံဘူးဆိုပြီးတော့ကက်ကက်လန်ရံပြန်တွေ့တာမျိုးမလုပ်ဘူးသူကပြောလာလို့ရှိရင်လေသူပြောတဲ့အတိုင်းကိုဆန်းစစ်ကြည့်လို့ဟုတ်တယ်မှန်တယ်ဆိုလို့ရှိရင်လေအမှားရှိရင်ပြင်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးဒါသူတော်ကောင်းတို့ရဲ့ဆက်ဆံရေးလို့ခေါ်တယ်နော်။ညာသောအဖြစ်တော့လောကလူသားတွေအများစုကိုကြည့်လို့ဆိုရင်အပြောမခံခြင်းငါလာမပြောနဲ့ဆိုတဲ့စကားဟာတွင်သုံးကြငါလာမပြောနဲ့လို့ဆိုပြီးတော့ပြောတယ်ပြောတဲ့ပုဂ္ဂိုလ်ကလည်းပဲအကျိုးစီးပွားကိုလိုလားလို့ပြောတာတဲ့ဆရာလုပ်ချင်လို့ပြောတာမျိုးကလည်းရှိတတ်တယ်နော်အဲ့တော့အပြန်အလှန်ဟာသူတော်ကောင်းတွေရဲ့ဆက်ဆံနည်းမျိုးမဖြစ်ဘဲနဲ့တခြားနည်းဖြစ်သွားပြီဆိုလို့ရှိရင်